မျက်ကြီးစားတဲ့လူဝေဖန်နေကြပြီးမြဲသိန်းထောင်ကျော်တဲ့နှစ်ထပ်အင်ဂျီပိုင်ဆိုင်သွားတဲ့ဖတ်တီမာပရိသတ်များလုံးပဲမင်္ဂလာပါရှင်ဖတ်တီမာကတန်မြာတီတို့ရဲ့အကျိုးပေးကမ်းကြောင့်မို့မယုံကြည်နိုင်လောက်အောင်ဘဝကပြောင်းလဲသွားခဲ့ပါတယ်အခုဆိုရင်ဖတ်တီမာကသူ့ဘဝရဲ့ပထမဆုံးကိုပိုင်အင်ဂျီကိုပိုင်ဆိုင်သွားပါပြီဖတ်တီမာကအင်္ဂါဘဝနဲ့သာတစ်လုံးနေခဲ့ရတာပါအင်္ဂါလာကမပေးနိုင်လို့အဆင်မပြေတဲ့အချိန်တွေလည်းရှိပါတယ်အခုဆိုရင်တော့ဖတ်တီမာကသူ့ကိုပိုင်အင်ဂျီကိုပိုင်ဆိုင်နိုင်ပြီမို့ပျော်ရွှင်နေတာပါဖတ်တီမာရဲ့အိမ်ကပြီးခဲ့တဲ့လပိုင်းမှာစတင်ကစောင့်နေတာဖြစ်ပါတယ်အရေးကြစနစ်နဲ့စောင့်နေတာဖြစ်ပြီးအိမ်ကအတော်လေးကိုပြီးသွားပြီဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်မှာအိမ်ကတစ်လုံးလုံးပြီးသွားပြီမို့ဖတ်တီမာတို့ပါတက်နေတော့မှဖြစ်ပါတယ်ဖတ်တီမာရဲ့အိမ်ကနှစ်ထပ်တိုက်အပြည့်စောက်ထားတာဖြစ်ကဝရန်နာတွေလည်းပါပါတယ်အိမ်တစ်ခုလုံးကိုခရဲရောင်နဲ့အလားစင်ကစောက်ထားတာလည်းဖြစ်ပါတယ်အိမ်ကတိုက်အိမ်အဖြစ်စောက်ထားကအထဲမှာဆိုလေမျက်နှာချက်တွေကအစတေချာပြင်ဆင်ထားတာဖြစ်ပါတယ်အိမ်ထဲကိုဝင်လိုက်တာနဲ့တကယ်တိုက်အိမ်ကြီးလို့ဖြစ်သွားတာမို့အတော်လေးကိုသဘောကျနေကြတာပါဖတ်တီမာကသူ့ဘဝအတွက်ပထမဆုံးတိုက်အိမ်ကြီးကိုပိုင်ဆိုင်နိုင်လို့ပျော်ရွှင်နေတာပါအခုလိုပိုင်ဆိုင်နိုင်တာကထမင်းရှင်တွေရဲ့ကျေးဇူးကြောင့်ဆိုပြီးဖတ်တီမာကကျေးဇူးတင်ထားပါသေးတယ်တကယ်လည်းပဲသူ့ရဲ့သိန်းတစ်ထောင်ဝန်းကျင်အိမ်တစ်လုံးလုံးကအချင်ပေါင်းနဲ့9ရေခွန်ကျော်ရောင်းလို့ရတဲ့ငွေတွေကရရှိခဲ့တာဖြစ်ပါတယ်ရောင်းလို့ရသမျှငွေတွေနဲ့အိမ်ရအောင်အမြန်ဆုံးစောက်ခဲ့တာပါဖတ်တီမာကရသမျှစုပြီးဘာမှမသုံးတဲ့အတွက်အမြန်ဆုံးပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်တချို့ကလည်းဖတ်တီမာကအမျက်ကြီးစားလို့အခုလိုတွေပိုင်ဆိုင်လာတဲ့ဆိုပြီးဝေဖန်နေကြတာပါတနှစ်တောင်မပြည့်သေးပဲလပိုင်းအတွင်းမှာသိန်း1000လောက်စုနိုင်လို့အမျက်ကြီးစားတယ်လို့ဝေဖန်နေကြတာဖြစ်ပါတယ်ဖတ်တီမာကတော့အမျက်ကြီးစားတာမဟုတ်ဘူးဆိုပြီးလည်းပြောလာခဲ့တာဖြစ်ပါတယ်ဖတ်တီမာရဲ့အိမ်ကအောက်ထပ်မှာလည်းဆိုင်ဖွင့်ဖို့လှုပ်ထားတာဖြစ်ပါတယ်ဖတ်တီမာကဆိုင်ဖွင့်ဖို့ကအစတေချာပြင်ဆင်ထားနိုင်တာမို့ဈေးသည်တယောက်အနေနဲ့တော့အတော်လေးကိုပျော်ရွှင်နေရတာပါအရင်တော့ကဆိုရင်လမ်းမိတ်မှာသာရောင်းနေရတဲ့သူမအတွက်အခုကအတော်လေးကိုအဆင်ပြေနေတာပါဖတ်တီမာကအောက်ထပ်မှာ9ရေခွန်ကျော်နဲ့သူရောင်းတဲ့ပစ္စည်းအလုံးကိုဖွင့်သွားမှာပါဒါအပြင်သူ့အိမ်မှာပဲလက်ကပေးဖို့ကိုရောင်လိုပါလှုပ်သွားမှာပါအပေါ်တက်မှာလည်းအိတ်ခမ်းကို3ခန်းလောက်ရအောင်လှုပ်ထားတာပါအောက်ထပ်ကိုတော့မီးဝါကြောင်နဲ့ဆိုင်အတွက်သာသုံးထားတာဖြစ်ပါတယ်ဖတ်တီမာကမန္တလေးမှာဆိုင်ကန်းငါးကဖွင့်တာမျိုးမဟုတ်ပဲသူ့အိမ်မှာပဲဖွင့်ထားတာဖြစ်ပါတယ်ဒါအပြင်ဥပိန်တရားမှာလည်းအရင်တိုင်းဆက်ဖွင့်ထားတော့ဖြစ်ပါတယ်ဒါအပြင်ရန်ကုန်မှာပထမဆုံးဖွင့်ထားတဲ့ဆိုင်ခွဲကလည်းအတော်လေးကိုအောင်မြင်တယ်လို့ဆိုရမှာပါရန်ကုန်ကဆိုင်ခွဲကလည်းစောက်ဖွင့်ကလေးကအတော်လေးကိုရောင်းကောင်းပါတယ်ဝန်ထမ်းတွေဆိုလည်းအများကြီးခံထားကရောင်းချနိုင်နေတာပါဖတ်တီမာဆိုရင်အရင်တော့ကနဲ့တော့မတူတော့ပဲပြောင်းရောင်းလာခဲ့ပါပြီတတိမကြီးတယောက်လိုခန္ဓာကအဆင်ပြေလာခဲ့တာဖြစ်ပါတယ်ဖတ်တီမာကရန်ကုန်မှာလည်းဆိုင်ခွဲတွေအများကြီးဖွင့်နေတာဖြစ်ပါတယ်ဖတ်တီမာရဲ့ကံအကျိုးပေးကမနာလိုသူတွေပေါ်များလာအောင်ကောင်းတာမို့ဝေဖန်ပြောဆိုသူတွေလည်းများပါတယ်ဒါအပြင်သူ့အစားအသောက်တွေရောင်းမကောင်းအောင်အဆိုးပြောသူတွေလည်းများပါတယ်ဖတ်တီမာရဲ့9ရေခွန်ကျော်တွေကခါးရည်ဆိုပြီးပြောတဲ့သူတွေလည်းရှိပါတယ်ဒါပေမဲ့လည်းဖတ်တီမာကိုချစ်တဲ့သူတွေကဝယ်စားကြတာကြောင့်သူ့ဆိုင်လေးတွေကအဆင်ပြေကအောင်မြင်နေတာပါဖတ်တီမာကအကြော်ဆုံးလုပ်ငန်းတွေပါလုပ်ကသူ့စီးပွားရေးကိုတစားထက်တစားတိုးချဲ့နေတာပါဒါအပြင်ဖတ်တီမာကနတ်ကိုးဝယ်ယုံကြည်သူဖြစ်ကသူစီးပွားရေးလုပ်နေချိန်မှာနတ်နဲ့ပတ်သက်တာတွေကိုလည်းပင်ဖိတ်ကပေးတာမျိုးတွေရှိပါတယ်နတ်ပွဲတွေပေးကစီးပွားတက်အောင်လုပ်ခဲ့ရင်းကနေအခုလောက်ထိအောင်မြင်လာခဲ့တာဖြစ်ပါတယ်ဖတ်တီမာရဲ့နှစ်ထပ်တိုက်အင်ဂျီကိုအားကြလားဆိုတဲ့အပေါ်မှာအမြင်လေးကိုပြောခဲ့ပေးကြပါအောင်ရှင်